ကဲ brother တို့အားလုံးပဲမင်္ဂလာပါ YC Gaming Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ YC တို့ရှိမှရှိတယ် Diamond 1022လုံးနဲ့အခုလာနေတဲ့ Starlight ကိုဖောက်သွားမှာပဲဖြစ်ပါတယ်ဒါနဲ့ခဏလေးနေအောင် brother တို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ brother တို့အတွက်ကျွန်တော်အနေနဲ့ giveaway တွေအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe လေးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါဒါကြောင့် subscribe လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်ကဲဆိုတော့ကျွန်တော်တို့တိတ်ပြီးရှိဝေးတွေမပြောတော့ဘူး Diamond က1022လုံးရှိရခဲ့တော့ Starlight ချက်ကိုစာပြီးတော့ဆွဲမယ်ကောင်းကြီးတို့နော်အရင်ဦးဆုံးကျွန်တော်တို့ဒီ၄ကနေရင်ဆုံးဆွဲလိုက်မယ်ဗျာနော်Starlight ကတော့ထုံးစံအတိုင်းပဲပြီးတဲ့လလည်းပြီးတယ်မပြီးတဲ့လလည်းမပေးဘူးဆိုတော့ဘယ်လိုပြောရမလဲသူမအတိုင်းပဲပေါ့နော်ပေးခြင်းလည်းပေးမှာပေါ့ကဲအဲ့တော့၄ကနေပဲထပ်ပြီးတော့ဆွဲထားတယ်ဆိုတော့အေးပေးသွားပြီလို့ဟိအောင်ကြီးနော်ပြောပါတယ်ကျွန်တော်ပြောပါတယ်ပေးခြင်းနဲ့လဆိုရင်လည်းအဲ့လိုတန်းပြီးတော့ပေးတာကဲတော့တန်တော့တန်သွားပြီဗျာဒါပေမဲ့ကျွန်တော်ရလိုက်တာ normal Starlight ကဆိုတော့ premium လေးများကြောက်မလားပေါ့နော်ပေးအောင်မလားဆိုညို့ link ချက်လေးနဲ့ကျွန်တော်ထပ်ပြီးတော့ဆွဲပါမယ်ဘာပြောဗျာသိရမလား Diamond 1000ကျော်တော့ရှိရအနည်းဆုံး Starlight က Diamond 300ကျော်တော့မှသုံးပြီးတော့ဝင်ရတာဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ Starlight ကမရတယ်ဒီ Starlight point လေးတွေရရင် Starlight level တက်တော့အဆင်ပြေတယ်ပေါ့နော်ကဲဆိုတော့အခု Diamond တော့800နဲ့မှ32လုံးပဲကျန်တော့တယ်ကဲအဲ့တော့ကျွန်တော်တို့ Starlight တစ်ခါလေးဝင်လိုက်တော့မယ်ဘာလို့ဆိုတိတ်အများကြီးမသုံးတော့ပြဒီလ YC တို့ကန်ကောင်းတယ်ပြောရမယ်ဆိုလို့ရှိရင် YC တို့ဗီဒီယိုတွေမတင်တာလည်းတော်တော်ကြာပြီပေါ့နော်ဘာလို့လဲဆိုတော့ YC အလုပ်ကိစ္စနဲ့ခီးပါညာတွေသွားနေရလို့ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုလေးတွေမတင်ပြတာပါကျွန်တော် TikTok မှာတော့အားသလို live stream လေးပါညာလေးတော့လွှင့်ပေးတယ်ပေါ့နော်ကြည့်ကျင်တဲ့သူတွေလည်းအခုကျွန်တော်ပြတယ်ကျွန်တော် TikTok account လေးမှာလာပြီးတော့ live stream ကြည့်လို့ရပါတယ်ကဲဆိုတော့ကြောင့်မလို့ခုလာရဲ့တစ်ထွက်ရှိရတဲ့ဒီဦးလက်ရဲ့ Starlight skin ကိုကျွန်တော် Diamond တလေးနဲ့ပဲပေါ့နော် share plan နဲ့ကိုဂုံစင်းခဲ့ပြီးပဲဖြစ်ပါတယ်ပြောမယ်တာဂုံစင်းနေဆိုတာတဲ့ဒီ skin ကပြောမယ်ဆိုရင်ကျွန်တော်တို့သိရမလားပေးတဲ့အခါလဲပေးတယ်ဗျာအဲ့ Starlight lucky chance ဖောက်ရတာလေဘယ်လိုပြမပေးကြည့်လို့ရှိရင်လဲ Diamond လာပြောင်းသွားတယ်ပေါ့နော်အဲ့လိုမပေးဘူးပေါ့ကဲဆိုတော့ကျွန်တော်ဒီ Starlight ရောင်းချင် skin တွေပါညာတွေလဲကျွန်တော်ဝယ်ကြရှိတာကြီးလဲအကုန်လုံးဝယ်ပြီးသွားပြီဗျာနော်ကဲပြီးတော့ဒီမှာ super lucky star မှာလဲကျွန်တော်တို့ဒီမှာ skin တွေပေါ့နော် short သေးတွေပေးနေတာမှာဘာ skin ယူရင်ကောင်းလဲမသိဘူး16လုံးနဲ့ကျွန်တော် skin တော့မယူတော့ဘူးဒီ COA လေးတွေပဲယူလိုက်မယ်ပေါ့နော်ကျန်တာတော့တိတ်ဘာမှတူတူအများကြီးမယူတော့ဘူးကဲပြီးတော့ဒီမှာ Starlight reward လေးပါညာလေးနည်းနည်းပါးပါးယူလိုက်မယ်ပေါ့နော်ဆိုတော့ပြောမယ်ဆိုရင် Starlight ကကျွန်တော် Diamond ဒီ200တောင်မပြည့်တော့ဈေးလေးနဲ့ရလိုက်တာဗျာဆိုတော့တန်တော့တန်ပါတယ်ကဲတော့ကျွန်တော်တို့ဒီအခုကျွန်တော်ပေါက်ထားတဲ့ဒီ Ulas Starlight skin လေးကဘယ်လို skin animation effect လေးတွေကြည့်မလဲအဲ့ဒါလေးတစ်ချက်သွားကြည့်မယ်ပေါ့နော်စကားမစဲကျွန်တော်တစ်ဆက်တည်းပြောချင်တာ brother တို့အနေနဲ့ပေါ့နော်YC video လေးမတင်တာကြာပြီတော့ YC ကိုမမေ့တော့ပါနဲ့ YC video လေးပြန်တင်ဖို့ရှိရပေါ့နော်အလုပ်ကိစ္စလေးတွေမအားသေးလို့ပါအလုပ်ကိစ္စလေးတွေအားလက်သွားတာနဲ့ video လေးတွေတောက်လျှောက်ပြန်တင်ပေးမှဖြစ်ပြီးတော့ brother တို့အတွက်အရင်လို giveaway ပါညာတာက smart color လေးတွေလည်းပြန်လဲစီစဉ်ပေးဖို့ထပ်နိုင်တော့ကြိုးစားနေပါတယ်ကဲတော့ YC ကိုပေါ့နော်မမိသေးတဲ့သူတွေရှိရင်လည်းမမိမှာပေါ့ဗျာနော်ဒါမဲ့လည်းဗျာစဉ်းစားကြည့်နော် brother တို့ကိုကျွန်တော်စိတ်ဒုက္ခတွေခံပြီးတော့ဒီ skin လေးဖောက်ပြပါဖောက်ပြဆိုကျွန်တော်ဒီမမိသင့်ပါတယ်ဗျာအနည်းဆုံးတော့ဗျာ brother တို့စကားတွေအကြာကြီးမပြောနှစ်တေလာတွေအကြာကြီးဒီမဆိုင်တဲ့သူတယောက်လို့ဒစိမ့်တယောက်လို့နေထားတဲ့သူတော့မှအခုချိန်ထိမေ့လို့မရသေးရဗျာဒီလားကျွန်တော်တော့မေ့မတော်ဘူးဆိုတာတော့ကျွန်တော်ယုံပါတယ်အဲ့လေကဲဆက်ကြောင်းလို့စကားလေးစကင်ကပြောမယ်ဆိုရင်တော့ဒီစတက်ပြီးသွားတဲ့အချိန် visit အတက်ကြီးကိုကျွန်တော်တော်တော်သဘောကျပါတယ်ရိုက်ချလိုက်တာကြီးတွေကတော်တော်ကြီးကိုလမ်းနေပြောမယ်ဆိုရင်တော့ဒီလိုက်စကားလေးစကင်ကပြောမယ်ဆိုသူ့အလေးနဲ့တော်တော်လေးကိုမှလမ်းပါတယ်ကဲဆိုတော့ဒါကတော့ဘယ်လိုမြင်လဲဦးလေးရဲ့စကားလေးစကင်ကိုဖောက်ပြီးပြပြီလားဒါမှမဟုတ်လဲကျွန်တော်ဦးလက်စကားလေးစကင်ကိုပေါ့နော်ဘာညာတရကာလေးစီစဉ်ပေးရမလားပေါ့နော်အဲ့တော့ comment လေးမှာမှတ်ခဲ့ပေးပါကဲဆွဲတော့ကြောင်းမလို့ဒီနေ့စကားလိုက်ဖောက်ရတာတော့တကယ်တန်ပါတယ်ဘာပဲပြောသဘောကျတယ်ကျေနပ်တယ်အားရတယ်ဝမ်းသာတယ်ပီတိဖြစ်တယ်အစုံမဲကွာနော်ကဲအဲ့တော့ YC ကိုမမိသေးတဲ့သူတွေရှိရင်လည်း comment လေးမှာမှတ်ခဲ့ပေးပါ YC video လည်းပြန်တင်ဖို့ရှိပါတယ်ကဲဆိုအားလုံးပဲထုံးစံအတိုင်းပဲပေါ့နော်ဒီနေ့ video လေးကတော့ဒီလောက်ပဲ video လေးကိုစောလေးလိုက်ကြည့်ပေးကြတဲ့သူအားလုံးပဲစောကြည့်ပဲကြည့်ပြီးပေါ့နေ့ပန်ရောက်ကြပါလိမ့်ဗျာ